โอเคအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်9ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့လုတ်ပိတ်ရက်လေးပေါ့เนาะအားကြောင့်ချောတငယ်ချင်းနဲ့ကျွန်တော်နဲ့ဒီနှစ်ယောက်တိုင်ပင်ပြီးတော့ငါးလေးတော့များမယ်ဒီနေရာကျတော့ဒီတခြားနေရာမဟုတ်ဘူးပေါ့เนาะဟိုတစ်ခေါက်တော့ကျွန်တော်လေသွားလို့တဲ့နေရာအဲ့နေရာမှာကျွန်တော်တော့များမယ်ဒီငများကျဲကကျတော့ကျွန်တော်အများကြီးမရှိဘူးပေါ့เนาะဒီမြင်တဲ့အတိုင်းပဲဒီကျွန်တော်ဒီလောက်လေးခြိရတယ်ပေါ့เนาะ10ခုကြော်လောက်လည်းရှိတယ်ဒါနဲ့ကျွန်တော်တော့များမယ်ဟိုရောက်ရင်ကျွန်တော်ငါးရမလားမရဘူးဆိုရင်ကျွန်တော်ဈေးသွားပြီးတော့ဒီငါးရတော့ဝေရမယ်အဲ့ဒါပဲရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ငါးရမလားမရဘူးလားဆိုတာကိုကျွန်တော်တို့တူအားလုံးပဲလိုက်ကြည့်ပေးကြပါဦးဗျာနော် let's go ကဲအခုဆိုရင်ကြောက်တငယ်ချင်းကြောစီလာနေပြီပေါ့နော်အဲကြောင့်ကျွန်တော်ချက်တော့သွားကြိုလိုက်ဦးမယ်ဘလို့လဲချင်းနေငါတော့များမယ်ဗာမျိုးလေကဲခန်းကိုရောက်ပြီကဲအခုဆိုကျွန်တော်စထွက်ပါတော့မယ်ရောက်နေပြီပေါ့နော်တကယ်ကြီးရောက်နေပါပြီဗျာနှုတ်ဆက်လိုက်ပါဦးဒီလားပါဟုတ်โอเคကိုရောက်ရင်ကျွန်တော်ဘာလုပ်ကြမလဲရကျွန်တော်ငါတော့ငါရလိုက်ရင်ဘာလုပ်မလဲငါရရအောင်ဒီလေကြည့်လိုက်အောင်ကြည့်နေရအောင်ဟုတ်လားငါမရဘူးဆိုရင်တော့ကျွန်တော်ဈေးကိုသွားပြီးတော့သုံးဝယ်ရမှာပေါ့နော်အဲ့ဒါပဲရှိတယ်ဒါပဲသွားမယ်โอเคဒါ let's go သွားမယ်ခုတွေ့ချင်းကြည့်မလဲအခုက9နာရီထိုးလို့မယ်ဆိုတာ4နာရီဆိုမိုးကြမှာဒီနေ့အားဆိုင်နေတော့အားလည်းမဟုတ်နေရာဟောင်းမဲလေဟိုတစ်ခါပဲငါတို့လာတဲ့နေရာရောက်ပြီကဲအခုဆိုရင်ကျွန်တော်တို့ဒီ9လများမဲ့နေရာရောက်ပြီပေါ့နော်ဒီနေရာလေးကျွန်တော်ပြမယ်ဟိုတစ်ခေါက်တော့ကျွန်တော်4လလောရဲ့နေရာမှာပဲဒီဟိုတစ်ခေါက်တော့ကျွန်တော်9မများရဘူးလေတက်အပျော်လာစီးတယ်ပေါ့နော်ဒီ9တွေပါရလာမယ်ဆိုရင်ကျွန်တော်အခန်းကိုပြန်ပြီးတော့ကျွန်တော်ချက်စားမယ်ပေါ့နော်အားလုံးပဲကျွန်တော်ရဲ့တူလိုက်ကြည့်ပေးကြပါဦးဗျာနော် let's goကျွန်တော်အပြင်နေစိမ့်လန်းနေရောရမ်းမတာရတယ်ဒီနေရာလေးကျွန်တော်ငါးများဖို့အတွက်ဒီငါးစာလိုတယ်ပေါ့နော်ဒီငါးစာကြတော့ကျွန်တော်တီကောင်နဲ့သုံးမယ်ဆိုတော့ကျွန်တော်တီကောင်တက်တူးရအောင်လားတီကောင်ရှိပါမလားမသိဘူးဒီနေရာဟိုတစ်ခေါက်တော့ငါလာများတာလေတီကောင်တော့အများကြီးရှိတယ်အဲ့ဒီချင်းဒီအဖွားကြီးအိမ်နောက်ဘက်ချမ်းမှာရှိမယ်ထင်တာပဲတော့ကြည့်ကြမယ်ဘူးလည်းမပါဘူးဟောထဲဖို့ဘူးလို့ရှိလားသလားအော်ဒီဟာလေးနဲ့ရမယ်ထင်တယ်နော်ရတာဒီငါတင်တာဘူးနဲ့လုံးမယ်ရရင်တော့စမ်းတော့နှစ်ဘူးလောက်ယူလိုက်မယ်ဆိုလိုက်လိုက်အဲ့ဒါဘုံသားသွားလိုက်လာနေရောสวัสดีครับทำอะไรกันลูกถ่ายรูปครับอ๋อผมมาหาไส้เดือนครับยายมีหรือเปล่ามีไส้เดือนไหมครับยายที่นี่เดี๋ยวผมหาดูก่อนนะโอ้ย่าสวัสดีครับสวัสดีครับย่าอ๋อไม่เห็นมีปลาสักตัวเลยน่าจะมีปลาเดี๋ยวผมเอาอะไรนะอะไรตะโขยอ่ะป่ะตะโขยจะต้องงามยาเจยูล่าเลยป่ะเป็นอะไรไปเห็นอะไรจ๊ะไส้เดือนไม่มีหรอป่ะไส้เดือนเนี่ยไส้เดือนไหมไส้ไส้เดือนไหมไม่มีหรอตรงนี้ไม่เหมือนไม่เห็นมีจริงนะ
เดี๋ยวผมคั่วหาดูก่อนยายน่าจะมีแหละถ้ามีก็วานเจ็ดเลย ถ้าไม่มีก็ไม่เป็นไรเดี๋ยวไปซื้อปลา ไปซื้อปลา ชิวโอ้เท่าหยิบเร็ว แฮนปันเนน น้ำมิกท้อหน่อยแล้วท้อดูถีบอยู่ถีบเจ้าอยู่ตะอู่ อยู่อ่ะที่เอาวิชี้ไปที่ไหนไปกันหูตะเข้าต้องงานหลัดดูแล้วหรือชี้เด้ จิมาล่ะ หูตะเข้าต้องงานดูแล้วหูไปใช้มาหูเทมาแล้วก็ถึงแม้แชนซียูแค่ท่าชี้ไปที่ไหนไปงานเทียมก่อนเนาะพูดภาษา ရရစား เจ้าเราไม่ชี้ที่มาเจ้าเราชี้ไม่เป็นตะกองตะกองสู่ยาพี่เล่าวิตะกองตะกองสู่งานยาเจ๊อะย้ายไม่เข้าเลยเสกกูจ่อไว้ไงอยู่ไหนอ่ะ အဲ ရပြီစားရပြီဒီမှာဒီငါနှကောင်ရတယ်ထဲလိုက်မယ် ก่ နော် อนเจ้าเลยเนาะ ထဲလိုက်မယ်နော် เออมาคุยกันเลยดิ အကောင်ကြီးမရှိဘူးကွယ်အကောင်ကြီးကြီးနော်အကောင်ကြီးလောက်ပြီအခုအကောင်သေးသေးလေးပဲ ဆရာသမားတော့စူးစမ်းပန်းစားတူးတယ်ဟဲ့ အဲ့တော့ရှိတော့ဒီနေ့ ဒီမှာစားဒီနေ ရှိရပြောနေ ရေးတက်တိုင်းရ ဟုတ်လားစမ်းကြည့်မယ်နော် စမ်းကြည့်น้ำมิกကกรุบทันเลยใช่จ้ะทางตะขายတူးလိုက်เลยน้ำมีเอาเปิดจู่ๆ ဟိုဒီမှာတိလာဒီမှာကောင် เออ ဦးတကောင်နှကောင်ရှိတယ်ဒါပေမဲ့အကောင်သေးတယ်ကွယ် ออปปีอ่ะก่อนจิ้มชิว ကောင်သေးတယ် น่าห่วงเบื่อจ้ะห่วงเบื่อเลย ဟုတ်ပြီ เอาปีอ่ะห่วงจูเย่ลูกก็ยังเนาะตีแต่หาล้านล่ะตะไคร้โมเย่งานเย่หัวเออ မရကောင်အကောင်သေးသေးလေးပဲဟုတ်ဘယ်နှကောင်ရှိပြီလဲသလား ดีก่อนย้ายก็เลยละ ရပြီလား เนี่ยดีแบบตู้จีเลยมาตู้ปล่อยใช่ မရကောင် จู่ซื้อนี่มาเจ้าเลยจ้ะ ဟင် จู่ไหนน่าห่วงเบื่อเนี่ย ကြောက်လေ ก็ ငါဟိုမှာဟိုဗာလဲငါရှိပဲငါကြောက်တယ်ငါရှိဆိုငါကြိုက်လို့မ งา ရ ชิเป็นงาชิเลย ငါလေဟိုငါမွေးလို့ရတယ် ตระหางานแล้วพี่ ငန်းတယ်ဟာငန်းတယ်ကို หางานเย่ ရပြီထင်တယ်နော် ยังใช่แล้วสิ ဟုတ်တော့ ต่อนี่ အဲ့ဒါချက်လာတူးကြည့်မယ်ဆိုတာ သူတို့အဲ့ဒီနေရာတွေမနေဘူး ဒီမဲ့ဆိုမိုးတွင်းอ่ะရှိရမယ်မိုးတွင်းလေကြာမိုးတွင်း ရှိတယ်လေသူနေရာမဟုတ်လို့ပေါ့ဝေရူစရာ ဝေးဟေး ဘူးတော့မှာရပြီစား တောင်းမယ် มาဒီလောက်ပဲ ရပြီဆိုတောင်းလူမှမြတ်တက်စီးဖြန်းထားတယ်လေ อืม အဲကြောင့်ဟိုမှာဒီအကောင်တို့ဘာလို့မရှိဘူးဒီမှာတီကောင်ရှိမယ်ဆိုရင်တီကောင်လည်းသိတယ်နော်တောင်းမယ်ဒီနေ့ဘယ်နှကောင်ဘယ်နှကောင်ရမယ်လို့ထင်တယ်ငါဘယ်နှကောင်ရမယ်ထင်တယ် ရလောက်တယ် ဘယ်နှကောင်လဲရလောက်တယ် တကယ်တကယ်อ่ะ ဟိုးစရာဟိုမှာရင်လောက်ရမယ်ထင်တယ် ဘယ်လဲ တို့အမအစာရင်ထည့်ရမယ်လေ အေး ငါတို့ဒီမှာမထည့်လိုက်မယ်နော် အေးထက် အစာရင်ထည့်လိုက်မယ်နော် အေး ခိုးဘယ်နှခုယူမလဲဆိုတာ နှစ်ခုလောက်ပေါ့ ဝါမရောက်ဘူးလေနှခုမရောက်ဘူး သုံးခုလား ခုနှစ်ခုရှစ်ခုလောက်ရမယ်လေဒီငါတို့မှာတိုင်နဲ့ချီရမယ်ဒုံမရှိဘူးလေငါတခုရပြီခြားတာမင်္ဂလာပါ အဲ့မဲ့နလူဖလေးတစ်ခွေစား ငါတို့မြန်လုံးမယ်ဒါလေးတစ်ခွဲလေ အဲ့ဒူဝါလေးကြားတာ ဩဒါတများဟာကြီးငါယူလာဒီငါတို့လောယုံကဟိုအကိုတယောက်ဘယ်ခါတော့သူယူလာလေယူလာတော့သူမယူပြန်ရဘူးအဲကြောင့်ငါယူလာလိုက်တယ် တာအော်ရပြီလေ ရှိတယ်ငါကြီးတယ် ရှေ့သိမထွက်လာဘူးလေ ကြီးတယ်အေးဒီငါကြီးကလူတိတ်တဲ့အချိန်ကျရင်လာတယ်ကျိုးကရှိတယ်
ငါတို့ဒီမှာဒီတရားပေါ်ကတိုင်ကိုခြီပြီးတော့ချရမယ် 2 อันเนี่ยแกจ้องตรงนี้จะ1 2แล้วลึกนะมันเราได้แบบได้นำถือเยอะอยู่ ဟုတ်လားတော့သားပေးရောဟေးဟေးအဲပါဟုတ်ချင်มาแล้วดิแล ดูเลย โอเคသွားမယ်ဆရာလာဒီနှစ်ခုရင်တော့ချမယ်ဟာလာရေး นี่เอากระบะมาเย่เย่ ပြောတော့တယ်မယ်လာရေးဘာလို့တိုင်ကိုချီရမယ်ဆရာတို့ဒီမှာရင်ချမယ်ဆရာကျိုးကကြောက်ပါမလားဒီတိုင်နဲ့ကျွန်တော်တို့ခြီလိုက်မယ်အတော်ပဲဒီတိုင်လေးရှိရတော့ဆရာတော့ อืม တော်ပဲတကြတယ်ရမလားမရတော့ဒီဦးဒီနေ့ เขาเซ็นแล้วไหม မိုးလည်းချုပ်ဟမ်ချမယ်ဆရာရောက်အောင်လားနော်ချမယ်ဆရာ ใช่เลย โอเคပြီးသွားပြီတခု มาเตี้ยวนี่จุยอ่ะ အေးကျိုးဟာ ไม่เอาปืนกูเงินนะ ငါလေပလတ်စတစ်ကျိုးလေဆရာတတိပဲဘယ်တော့กว่าဝီးထားမယ်ဆရာဒါတော့ဆိုအဆင်ပြေလား ยาเลยยาเลย နော် นี่ทองทลายภาษา အေးဒီမှာဆိုပို့ရှင်းနေနော်ဒီည ดีมาใช่เลย ဟမ်ဘယ်နေရလဲ ดีมาดู ဒီညလား เอ้ โอเค ยาเลย ငါရမလားမရမလားမသိဘူးစတိုင်ကတော့အပြေပဲဟေး อืม อะไรอ่ะ အေးอันนี้เขาเรียกว่าอะไรครับเหยื่อเหรอ เออ เหยื่อ อะไรไส้เดือนเหรอ ไส้ ตับ เดือน ปลา มาขุดที่ไหนมา ไส้เดือนตรงรามบ้านป้าอะรามบ้านใหญ่อะ เออมันมีด้วยเหรอ ลองดูดึงไหม โหงเลย เออเลื่อนดึงแล้ว ปลาด้วยว่ะ ใช่ป่ะ ฮะ มันดึงเหรอมันดึงแล้วมันเกี่ยวผง มันดึงหรือว่า เราต้องเขย่ามันอยู่กับที่แล้วไม่ค่อยกินหรอก มันดึงหรือว่ามาเอามันลงไปแขวงขยะ ใช่ไม่เกี่ยวขยะ ขยะมากกว่าใช่ไหม เนี่ยมันขยะ อันนี้อันหนึ่งแล้วก็อันนี้อันหนึ่ง2 อันเดี๋ยวไปเอามาอีก2 อัน อันนั้นลงไปยัง ลงไปแล้วอันนี้ใช่ไหมอันนี้อันหนึ่ง ยาไม่ใช่แล้วจ้ะ ใช่แล้วมัน น่ะปืนเนี่ยนะเออ โอเคခဏကြောင်းနေဒီ3 4ခုကြံနေတယ်ဆိုတာရှောက်ကုန်ပြီဟုတ် นั่นจีปีนั่นนะพรีเนี่ยจ้ะ ဟုတ်တယ် มันพุ่งป่วยแล้วเลย အဘူဟာပြန်ဖြတ်နေတော့ဓာတ်ပေါ်မှာဖြတ်တယ်အမီအားမဖြတ်တော့ဖြတ်တယ်ဘွေတာနေဖြတ်တယ်ငါနိုင်ဘယ်လောက်ရှိပြီလဲဆိုတာ งานเลย20ขวบ ခုရဲမလို့ရင်ချတာနဲ့ချတာပြီးခဏလေးကြာမှလာကြည့်ဘာကြည့်တော့3ခုမလားနော်ပြောက်ပဲမြတ်တခုတွေ့လားဆိုင်တွေ့လား งานมาตื้อวันหนีบายมั้ยน่ะดูล่ะจิมาตะคุ่มล่ะ အတွေ့လားဘာနဲ့သာသာမတခုချမ်းမတခုလို့ရနေငါဒီလာ3ခုစရာခဏခဏ จ้าอะไรล่ะ อ๋อဒီမှာတခုဒီနားမှာတခုကြည့်မယ်စရာ เนี่ยกลงเป็นตะคุ่เลย 10ခုကြော်လို့ရှိတယ်ဒါပေမဲ့ငါ9ခု10ခုပဲချမယ်သွားမယ်တခု2ခုကြံနေတယ်ပေါ်လုံးပေါင်းပဲတစ်ခုလေပေါ်လုံးပေါင်း9ခုပဲစရာဒီဘက်ချမ်းလာတယ်ဒီကျွတ်တော့တယ်လာစမ်းဘာတခုချမယ်တော့ဘာတကောလဲ งา ကဲအခုဆိုရင်ကျွန်တော်တို့ဒီငါများချင်းအကုန်လုံးကျွန်တော်ချလိုက်ပြီပေါ့နော်အားလုံးပေါင်း9ခုလောက်ရှိတယ်ကျွန်တော်ချလိုက်တယ်ဒီခဏလေး15မိနစ်20လောက်မှကျွန်တော်ပြန်လာကြည့်မယ်ပေါ့နော်ခဏလေးစောက်လိုက်မယ်
ကျွန်တော်ဒီငမြကျဲကိုစောင့်နေရင်းနဲ့ပေါ့နော်အဲ့ဒါလမ်းလေးခဏလာရှောက်ဖြစ်တယ်ဘီကအလှတွေကိုကျွန်တော်ရိုက်ပြပေးမယ်ကြည့် share ပဲဒီနေရာလေးကဟိုတစ်ခါကကျွန်တော်လာပြီးပြီဟိုတစ်ခါတော့ကျွန်တော်လာတာဒီလေကိုလာလော်ကစားတာပေါ့နော်ဒီခေါက်ကြတော့ကျွန်တော်ငားလာများတာဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်မိနစ်20လောက်ရှိပြီပေါ့နော်ဆိုတော့ကျွန်တော်တို့တက်ကြည့်ကြမယ်ငါထိလားမထိလားသွားမယ်လားဆရာငါချတာလေးကျိုးမှလည်းမတွေ့တော့ဘူးချင်းဝိုင်းကြည့်ပြန်စမ်းခုနကချတဲ့အော်ဒီမနမစားတွေ့ပြီဟေးဆွဲတယ်ဟေးစား ရလား စားနေကြနေကြဆွဲတယ် အေးဆွဲနေဖိဆွဲလေဖိဆွဲနေဒီဘယ်မှာဆွဲနေ တင်းနေရော အေးဖိဆွဲနေရှော့လိုက်ဆွဲလိုက်နေလို့အဲ့လို ကောင်းကြီးလားမသိဘူးစားဆွဲတော့မနိုင်တော့ဘူးဟေး Ooh. What? 你要白了。 စိတ်တဲ့ငါအကောက်ကြီးလားလို့ကြည့်ရ လူစုတာဟာမလောင်ရည်တန်တွေကြာမမွန်ချက်လာတဲ့ခါစိတ်ညစ်မနေနဲ့ကွာလူ ငါမစားတိကဲမစားလား ဒီကိုင်းပဲစားတယ်နောက်တစ်6ခုကြံသေးတယ်ဆရာပြန်တော့ကြည့်ဘာကြီးလိုက်ကွာစိတ်တဲ့ငါအကောက်ကြီးလားလို့ဟာတောင်းမယ်ဒါလည်းမထီးပြန်ဘူးဒီနေ့ကတော့ဒီဈေးမှာတွားဖို့ငါတော့ဝယ်ဖို့ကတေချာနေပြီ100 ရာခိုင်နှုန်းတေချာနေပြီထင်တယ်ဈေးထဲမှာသုံးဝယ်ရမယ်ငါ Ôi. ဘလို့လဲချင်းနေÊ. Nè hà bám cho ông ngã sao của mình. ထီးလေးလား Ê. ဒီတစ်ခုလဲမထီးပြန်ဘူး Cha là. ဒါကြတော့အစာကုန်တယ် Ngã tí liều sao của mình. ငါးသေးလေးတွေစားတယ်ဒီခဏလေးချလိုက်နေငါးသေးလေးကအရင်ဦးပြီးတော့စားတယ်လေငါးကြီး Chị က nhà này ကြ xí giả lý la rồi. ငါးကြီးကကြတော့ဒီမထွက်လာဘူးဆိုတာလွယ်နဲ့မထွက်လာဘူးငါးသေးလေးတွေအကုန်လုံးစားလိုက်တယ်มันတို့ထီးလာဒီကောင်လည်းမထီးပြန်ဘူးဆိုတာရေဒီကောင်လည်းအစာကုန်တယ်တွေ့လား Ê. အစာကုန်တယ်ငါလည်းတီးလေးအကုန်လုံးစားလိုက်တယ် Chạy đi. Ê giao. အေးနောက်ဆုံးတစ်ခုမှလာထီးရကြည့်နောက်ဆုံးတစ်ခုလား Ê. Mình bây giờ mà lẽ. ဒါ3ပိတ်တာလောက်ရှိမယ်ဆိုတာ Wow. Salabia ý là. ဆလာဘီယာဘာကြည့်ကြဟိုနောက်ဆုံးတစ်ခုမှလာထီးတယ်6ခုကျွန်တော်ကြည့်လာတယ်တစ်ခုမှမထီးဘူးဒီနောက်ဆုံးခု9ခုမြောက်မှာဒီမှာလာထီးတယ်ကြည့် Thích là gì? ဆလာဘီယာအေး Ê. Ta bà lúc này sao? ဘာမလို့လေပြန်လွတ်လိုက်မယ် Lại ပြန်လွတ်လိုက်မယ် ta mẹ biểu vậy. အေးပြန်လွတ်လိုက်မယ်သွား Lên lại đi. ဒီနေ့ကကြတော့ကျွန်တော်တို့ဒီငါအများကြီးမရလိုက်ပြီမဲ့ဒီတကောင်လေးတော့ကျွန်တော်ရခဲ့တယ်ပေါ့နော်ကျွန်တော်အခုဆိုရင်ကျွန်တော်ဒီကိုလာတာအချိန်လေးတော့ကြာနေပြီနေဝင်ကနေပြီဆိုတော့ကျွန်တော်အခန်းကိုပြန်ဖို့အချိန်ရောက်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အခန်းကိုပြန်ပါတော့မယ်ဗျာနော်ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့သူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာနော်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်ဆုံကြမယ်ဘိုင်ဘိုင်ဆာယိုကလာရတယ်ယိုဘာသာဟလမ်တာอะไรโปรแมนdạ